နေ့စဉ်ဘဝရဲ့ပင်ပန်းနွမ်းနယ်မှုတွေကြားမှာကောင်းပွန်စွာအိပ်စက်အနားယူခွင့်ရခြင်းဟာလူသားတွေရဲ့ကျန်းမာရေးနဲ့စိတ်ပျော်ရွှင်မှုအတွက်အခြေခံအကြားဆုံးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ပြီးွားတဲ့အိပ်စက်ခြင်းကတစဉ်ခန္ဓာကိုယ်ရဲ့စွမ်းရည်တွေကိုပြန်လည်ဖြည့်တင်းပေးနိုင်တယ်လို့နောက်တစ်နေ့အတွက်တက်ကြွလန်းဆန်းတဲ့စိတ်ဓာတ်တွေကိုလည်းဖန်တီးပေးနိုင်ပါတယ်။မတ်လ23ရက်သို့မဟုတ်မတ်လ၏ဒုတိယမြောက်တောချာနေကိုတော့ကမ္ဘာအိပ်စက်ရေးနေ့အဖြစ်သတ်မှတ်လေးရှိကြပါတယ်။ဒီနေ့ဟာအိပ်စက်ရေးရဲ့အရေးပါပုံကိုတတိပြုမိစေဖို့နဲ့အေးရေးပြက်ချင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေကိုကာကွယ်နိုင်ဖို့ရည်ရွယ်ပါတယ်။လူသားတောင်အရေးသွေးရှိတဲ့အိပ်စက်ခြင်းကိုပိုင်ဆိုင်နိုင်ဖို့တိုက်တွန်းတဲ့နေ့လီတနေပါတယ်။ဒီနေ့ဟာကိုယ်စိတ်ကျန်းမာရေးကိုဂရုစိုက်ခြင်းမျှတသောလူနေမှုပုံစံနဲ့အနားယူခြင်းဤတန်ဖိုးတို့ကိုအလေးပေးပါတယ်။အလုတ်ထိပ်ဘလောက်ပဲများနေပါစေမိမိရဲ့ခန္ဓာကိုယ်အတွက်လုံလောက်တဲ့အနားယူခြင်းပေးခြင်းကရေရှည်အောင်မြင်မှုအတွက်အရေးကြီးတယ်ဆိုတာကိုသတိရစေပါတယ်။ထူးခြားချက်အနေနဲ့နက္ခတ္တဗေဒသမိုင်းမှာလည်း1980ခုနှစ်မတ်လ23ရက်နေ့မှာစိတ်ပံပညာရှင်ဝီလီယမ်ဟယ်ရှယ်ကယူရေနက်စ်ကျောက်ကိုစတင်ရှာဖွေတွေ့ရှိခဲ့တာကြောင့်စကြဝဠာအကြောင်းလေ့လာမှုမှာအလွန်အရေးပါတဲ့မှတ်တိုင်တစ်ခုစိတ်ထူနိုင်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။တင်တော့တနည်းကိုဖလန်မှာဘနနာလီလောက်အိတ်ဆက်လေးရှိပါတယ်လေအေးရေးဝဝအိတ်လိုက်ရတဲ့မနခင်မျိုးမှာတင်းရဲ့စိတ်အခြေအနေကဘလောက်ထိကြည်လင်နေတတ်တယ်လဲဆိုတာဖြောက်ဝေပေးခဲ့ဦးနော်